တို့နောက်ရုံနဲ့စာပေဝိုင်းကတဲ့တဲ့နေမှာခြံရပြောကြော်လွန်သွားတာမရှိပဲတို့တဲ့နေတွေရက်တဲ့အနည်းတန်းကိုပဲ1996ခုနှစ်ကနေပြီးတော့ဒီနေ့ဒုက္ခပါတယ်လုံနေပါတယ်ဆိုရဲရဲကြီးကျွန်တော်ပြောရပါဘယ်တော့မှလုပ်ဘူးလေတဲ့တဲ့နေတွေကျွန်တော်ပြောလိုက်မရှိဘူးအဲရှိတဲ့ရဲ့လုံးဝမကြံခဲ့ပါဘူးမကြော်လို့ပဲနဲ့ပြောကျွန်တော်တနင်္ဂနွေနေ့တိုင်း1996ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့ကနေပြောဒီလူမများရဲ့နေမဲ့2ယောက်3ယောက်နဲ့လည်းကျွန်တော်ဖြစ်သွားတာပဲတယောက်တည်းနဲ့ကျွန်တော်ကဘယ်လိုမှမလားတယောက်တည်းလည်းပြောတဲ့နဲ့ပေါ့ဒီတိုင်းပေါ်တင်တာပေါ့သူကြီးရောအဲ့ဒါကောင်းမိတ်နေတာပါဒါပေမဲ့တယောက်တည်းနဲ့လုပ်တာတော့ဘာမှမရှိပါဘူးအဲ့လိုပေါ့အနည်းဆုံး3ယောက်တော့ကျွန်တော်ပါတယ်အများဆုံးကျွန်တော်တို့လူ50ကျော်ကျွန်တော်တို့စာပေဝိုင်းပါတော့စုစုတော့အခုလိုစာပေတော့ဒီတော့လည်းကျွန်တော်တို့ဆွေးနွေးရင်ထဲမှာရှိရတယ်ပေါ်ထုတ်နော်စာထဲမှာချရေးလို့စာထဲမှာချရေးတော့ဆောင်မှာပုံနှိပ်ပြီးများလို့တက်ပြီးဖတ်အဲဒီတော့ခံပြက်ပြီးတော့မှစောင်းဆန်နေတော့မှဖတ်ဖို့ပဲအချိန်ကြီးအများကြီးအကြာကြီးစောင့်နေကြမှာလို့အခုရေးချင်တော့အခုပြောပြပြီးတော့အခုနားနာလိုက်တာနဲ့ကျွန်တော်တို့ရေးရမယ်အချိန်ကြီးကိုရမယ်စာချုပ်ကြီးနှိပ်ရမယ်ပုံနှိပ်ကြီးဘာမှမဟုတ်တော့ဘဲနဲ့အလွယ်ဆုံးအမြန်ဆုံးထိရောက်ဖို့ကျွန်တော်တို့စာပေတော့ဖြတ်သန်းမှုတစ်ခုနေနဲ့ကျွန်တော်ပေါ်ဆောင်နေတာဖြစ်ပါတယ်အဲ့လိုပေါ်ဆောင်နေတဲ့အခါကိုကျွန်တော်1996ခုနှစ်ဖေဖော်ဝါရီလနေပြီးတော့မှလုံလာခဲ့တာကျွန်တော်မြေလန့်ဂျာနယ်နဲ့လည်းကျွန်တော်ထနောင်းရုံစာပေဝိုင်းရဲ့မင်္ဂလာပါတန်စင်များဆိုပြီးတော့ကျွန်တော်လုပ်ခဲ့ပါတယ်အဲ့တော့မင်္ဂလာပါတန်စင်များစောင်းပါးလေးထနောင်းရုံစာပေဝိုင်းကဘာတွေလုပ်တယ်ဆိုတာမှတ်တမ်းမတင်ခင်မှာမြေလန့်ဂျာနယ်က online ဂျာနယ်တော့သတင်းဂျာနယ်ပေါ်လုပ်ခဲ့တယ် online သတင်းဂျာနယ်တော့အဲ့ဒီက internet ကတော့ဘုလိုက်internet ပါပဲဒါပေမဲ့အဲ့တော့ Facebook တို့ခုလို Messenger တို့ TikTok တို့မပေါ်သေးဘူးမပေါ်သေးတဲ့အခါကျတော့ဒီဖုန်းလေးတွေပေါ့ဒီဖုန်းလေးကနေတော့ application လေးတွေတောင်း application တော့ပြီးပါလားအဲ့ဒီမှာတို့ဟိုသတင်းဌာနတွေရှိတယ်အဲ့သတင်းဌာနတွေ DVD သတင်းတို့ဗာသတင်းညာသတင်းပေါ့လေအဲ့လိုသတင်းတွေအဲ့မှာကျွေးတာ channel ပေါ့ channel လေးတွေပေါ့အဲ့လို application လေးတွေကျွန်တော် download တယ်application ကိုကျွန်တော်ဘာလို့ပြောတော့လဲဘယ်လိုပေါင်းလို့ပြောတော့လဲအဲ့လိုလေးအဲ့အရာလေးတွေမှာတို့online ကနေပြီးတော့မှရေလက်သတင်းကြံတယ်ဆိုလို့တော့တစ်လကို9000ကုန်တယ်ပြောတစ်လ9000ကုန်တဲ့အခါကျတော့ကိုဝင်းကြီးကဟာသူ့တယောက်တည်း9000ကုန်တာတဲ့ဒါလို့ဆက်တော့လုပ်ချင်တယ်အဲ့တော့နိုင်ရွေပူအောင်နဲ့တက်နိုင်တာတက်နိုင်တယ်9000လို့ကျွန်တော်ပေးမယ်ဆိုပြီးတော့အဲ့မှာ online ကြံတယ်စက်ကူပေါ်မတင်သေးဘူးတော့ကျွန်တော်ပုံပေးမှာမဟုတ်သေးဘူးမဟုတ်သေးခင်မှာကိုဝင်းကြီးကိုတွေ့တဲ့အချိန်မှာကြက်လို့မေးကြည့်ပါအဲ့ဒီမှာမကွေးမျိုးရဲ့နော်ဂျာနယ်လောကမှာ online ဂျာနယ်ကနေပြီးတော့စက်ကူဂျာနယ်နော်ဂျာနယ်ထုတ်ဝင်ရေးအတွက်နိုင်ယူဝေဘယ်လိုနေရာနေဘယ်လိုပါခဲ့တယ်လဲလို့မေးကြည့်ဒါပေမဲ့နိုင်ယူဝေနော်မြေလက်ဂျာနယ်မှာဘယ်လိုလုပ်ခဲ့ပါလဲဆိုတဲ့မှတ်တမ်းကိုကိုတန်းလို့လူမှမှတ်တမ်းတင်မပေးတာတော့ကျွန်တော်စိတ်တွေကခန္ဓာနာလို့ဖြစ်တာပေါ့ဗျာဒါမကိန်းတာမရှိပါဘူးကျွန်တော်ကဒါမျိုးမှတ်တမ်းတင်ခြင်းလို့ရေးတာမဟုတ်ဘူးလုပ်တာပေါ့ဖြစ်အောင်လုပ်ချင်လို့လုပ်တာအခုလဲကျွန်တော်တို့ကျွန်တော်ရုံနဲ့စာပေဝိုင်းကနေပြီးတော့မှနော်ရှင်းမာလာဒီဝန်သားစာစုပ်ဘိတ်ပဲကျွန်တော်တို့ဖြစ်ဖို့လည်းကျွန်တော်လုပ်နေတယ်စိတ်ကူးရင်ပြီးတော့ကျွန်တော်တို့ online ဂျာနယ်နဲ့စက်ကူပေါ်လုပ်တဲ့ဂျာနယ်မျိုးပဲမဖြစ်တော့တဲ့ဟာမျိုးကြီးပေါ့ဗျာဒါအယူကြီးလျှောက်တော့ပြီးတော့လမ်းပေါ်မှာပေါ်တဲ့တပေါင်းမျိုးပါလို့ဟာမျိုးဒါမှရတယ်ဘယ်လိုပဲဖြစ်နေလေကျတဲ့လိုတတ်မှတ်တဲ့သူတွေအတွက်ကျွန်တော်တို့ကတက်တည်ကြခြင်းလို့လည်းမဟုတ်ဘူးကိုယ့်ကိုလှုပ်ချင်လို့လုပ်တာဖြစ်အောင်လှုပ်ချင်လို့လုပ်တာဆိုတော့အဲ့ရနေပြီးတော့မှကျွန်တော်တို့ထနောင်းရင်ခွင်နာမည်မတက်ဖဲနဲ့မြေလက်ဂျာနယ်ဆိုပြီးတော့လုပ်လိုက်တဲ့အခါကအိုးကြီးအဆောင်ကြီး300လောက်ပြီးတော့လုပ်နေတယ်300လောက်လုပ်နေတယ်ဆိုတော့ဝယ်တဲ့မှာ200လောက်မရှိတော့ဘူး100လောက်ကဘုံနေပြီအဲ့ဒါနဲ့အပြင်းပြင်းနဲ့လုံးဝမပြီးကိုဝင်းကြီးကသူ့မှာကားလေးကရောက်ချပြောင်းသွားတယ်သူမလုံးနဲ့ရက်တော့မယ်ဟာဝင်းကြီးရက်တယ်အဲ့ဒီမြေလက်ဂျာနယ်နော်အစောရင်များဖို့နဲ့အမြတ်ရရှိပြီးကျွန်တော်တာဝန်ယူပြီးတော့ကျွန်တော်တာဝန်ကလုပ်လို့မယ်ဆိုတော့အဲ့ဒီသာကျုံးပြန်မှာယူပါတဲ့ဆိုတော့ကျွန်တော်အဲ့ရနေတော့စတယ်နော်ရင်လက်ကြံအဲ့ဒီသာကျုံးနော်အဲ့စောင်းတော့မှာရှိပါတော့ဖက်ကြည့်ပါနိုင်ယူဝေနော်ရင်လက်ကြံအဲ့ဒီသာကျုံးဘယ်သူမှမသိပါဘူးအဲ့ညာပြီးတော့ဘယ်သူမှဖတ်ပြီးတော့ထွင်ပါလေကြော်သွားပြီးထွင်ပါလေကျွန်တော်ပဲနော်ဟိုမြတ်စွာဘုရားတကယ်ကိုယ်တော်မြတ်ပြည့်နေတော့ငါဘုရားပြည့်ပြီလို့ဥရန်ပြည့်သူလို့ကျွန်တော်မှပြောပြနေတယ်အဲ့တော့ဘုရားပဲကျွန်တော်ခုရတယ်ကိုယ့်ပုံမတူတော့မဟုတ်ပါဘူးကျွန်တော်တို့လှုပ်စိတ်ချင်လို့ကျွန်တော်ကနေပြောမှပြောပြတယ်
နောက်သူတော်ဘာလို့ကျွန်တော်ပြောပြတာအဲ့ဒီကနေပြောမှာကျွန်တော်ဂျာနယ်မှာ300နေပြောမှာ3000ဖြစ်ဖို့အတွက်ညုံနေပြီကျွန်တော်စီရောအောင်ညုံနေပြီဆိုတာတောင်ရင်းမြို့နယ်ရှိတယ်မင်းဘူးမြို့နယ်ရှိတယ်တိုင်ရန်နိုင်ကျောင်းမြို့နယ်ရှိတယ်စင်မော်ဝဲမြို့နယ်ရှိတယ်တရင်တွေပို့လို့ရပါတယ်တရင်တွေကျွန်တော်ပုံနှိပ်ပေါ်ပြပါမယ်ပုံနှိပ်ပေါ်ပြတဲ့အခါမှာစာမှုဘုတ်ကိုအများကြီးဘယ်လောက်ပြီးလဲဆိုကျွန်တော်တို့ဘယ်လောက်မှကျွန်တော်ပို့ပြီးမှပြောတယ်ပြီးလိုက်အရှုံးခံပြောပို့ပြီးတယ်ဘာလို့စာမှုတော့အရှုံးခံလာလဲဆိုစာအဆောင်ကြီးများချင်တယ်အဲ့တော့သူတို့ဂျာနယ်လေးဂျာနယ်ထဲမှာသူတို့စာမှုလေးတွေမှားလာတော့ဆရာကြီးကျွန်တော်တို့ဒီဂျာနယ်ထဲမှာဆရာတို့ရဲ့စာမှုလေးတွေမှားလာတယ်အဲ့တော့ကိုဒေတာမှာဖြန့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်မှားနိုင်ပါလေမှားမယ်ဆိုလို့ရှိရင်ဝေဂျူသွင်းပြီးတော့မှာရမှာပါကျွန်တော်တို့အခုမှထောက်ကားစားထောင်ကားစားဆိုတော့ဝေကြီးမတတ်နိုင်ဘူးပါကျွန်တော်ကအလိမ်ပါနေတယ်ကျွန်တော်အလူခံလိုက်တော့စားဆောင်မရိုက်ခင်မှာစားဆောင်ကိုရောင်းပြီးခင်မှာပတ်စံကြီးတောင်းလိုက်တော့ရမှာပါရတဲ့ပတ်စံတွေလည်းအဆောင်ကြီးထောင်ကနေပြီးတော့3000တောင်ဖြစ်သွားပါတယ်အဲ့ဒါလည်းကျွန်တော်ဌာနဆိုင်ရာပူပေါင်းတာလည်းပါပါတယ်တော့ကျင်းတဲ့ကျကဖူးပြိုးရေးလုပ်ငန်းကအဲ့မှာတိုင်းညွှန်ကြားရေးမှူးတွေကျွန်တော်တို့ကိုယ်တိုင်နဲ့စာရေးတဲ့ခါကျတော့25မြို့နယ်ကိုကျွန်တော်တို့အဆောင်တရားတော့တွေ့တာရှိပြီလို့ဗျာတောင်းရှိကျွန်တော်တို့ဆင်းရဲရတယ်တကယ်တမ်းကျတော့3000လောက်ပဲဖြစ်တာပါအဲ့လိုမျိုး300နေပြီးတော့3000တော့ဖြစ်သွားတဲ့အခြေအနေမျိုးကနေတော့မှညာနေကရက်တွေဓာတ်ရရှိတော့ပါတယ်ရွှေတပည့်မှာတော့အင်ဂျင်ချန်တွေဝိုင်းနေပါတော့ဝင်နိုင်တဲ့အဆင့်ဖြစ်တော့ပါအဲ့ဒီမှာမြေလက်ကြာတယ်မှာတော့နောက်မှဝင်လာတာကတော့ဒီနူးရဲ့စာပေဆိုပြီးတော့ဖြန့်ချီရေးမှတ်ပုံတင်တာမျိုးမဲ့သူဆိုလို့